အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုက high voltage တွေအတွက်အသုံးပြုတဲ့ current transformer တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် current transformer တွေက electrical instrument material တွေမှာ current တွေကိုစမ်းစစ်လုပ်ဖို့ရာအတွက်အသုံးပြုပါတယ် transformer 6မှာရှိတဲ့ current တွေကိုစမ်းစစ်လုပ်ပေးပါတယ် primary winding ကနေ cable တွေနဲ့ connection ဝင်ပြီးတော့ secondary winding ဘက်က load side တွေနဲ့ connection ဝင်ပေးရပါမယ်secondary winding S1 နဲ့ S2 ကို ammeter မှာ connection ဝင်ပေးရပါမယ် current transformer တွေက 1 loop ကို 100 ampere by 5 ampere 2 loop ကို150 ampere by 5 ampere 3 loop ဆိုရင်300 ampere by 5 ampere ဆိုပြီးတော့သတ်မှတ်ကြပါတယ် loop ပတ်တာများလေ current တန်ဖိုးနည်းလေးဖြစ်ပါတယ်100 ampere by 5 ampere current transformer တွေကတော့လျှပ်စစ်လုပ်ငန်းခွင်မှာအသုံးများပါတယ်100 ampere by 5 ampere ဆိုတာက100 ampere load side မှာအသုံးပြုတဲ့ ampere ဖြစ်ပြီးတော့5 ampere ကတော့ ammeter မှာပြမယ် ampere တန်ဖိုးပဲဖြစ်ပါတယ် current transformer တွေကိုလုပ်ငန်းခွင်မှာ type ပုံစံမျိုးနဲ့အသုံးပြုနေကြပါတယ် current transformer မျိုးစားတွေကတော့ round window bar bushing type စသဖြင့်အသုံးပြုနေကြပါတယ် round type current transformer နဲ့ bushing type current transformer တွေကတော့လုပ်ငန်းခွင်မှာပုံမှုအတွေ့များအသုံးများပါတယ်အခု current transformer အကြောင်းကိုအားလုံးပဲနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်